လေလေဒီဗီဒီယိုလေးမှာလေဘာပြောချင်တာလဲဆိုတော့လေခုနခင်လေးဗီဒီယိုလေးတစ်ပုတ်ဖုံဖုံတရားလေးတစ်ခုတွေ့လိုက်ရင်းနဲ့လေဗီဒီယိုလေးတစ်ပုတ်တင်လိုက်တာရှိသေးတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုဆက်ပြီးတော့ဗောနော်ဟိုတိုက်ဆိုင်တာလေးကိုပြောပြချင်တာဟိုမှာခင်လေးတို့နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့လူတွေကဗောနော်ဟိုပြောကြတယ်တချို့ဆိုလို့ရှိရင်ကြုံခံတယ်လို့ပြောတယ်တချို့ကြတော့သူများတွေကကိုပြောတာကြုံခံတယ်လို့အလုပ်လုပ်တာကိုတချို့ကြတော့ကိုတိုင်ကအဲ့လိုယူဆတာကြုံခံရတာသူများနိုင်ငံမှာလာပြီးငါတို့ကြုံခံနေရတာအဲ့လိုမျိုးပြောတယ်အဲ့ဒါကိုယ်စိတ်ပေါ်မှာမူတည်တာပါခင်လေးဆိုမြန်မာပြည်ကနေမလေးရှားကိုစောက်ပြီးစပြီးရောက်လာပြီဆိုတော့ကြုံစိတ်နဲ့လာတာမဟုတ်ဘူးကိုကပတ်စံရှိခြင်းတယ်မိဘကိုလှုပ်ကြွေးခြင်းတယ်ခင်လေးရဲ့ရည်ရွယ်ချက်ကကိုပိုင်အိမ်နဲ့ခြံနဲ့တိုက်ကလေးလှလေးနဲ့မိဘတွေကိုထားခြင်းတယ်ကိုတိုင်လည်းအဲ့လိုနေခြင်းတယ်အဲ့လိုဖြစ်အောင်လုပ်မယ်ဆိုရယ်စိတ်နဲ့လာတာခင်လေးကကြုံခံမှုဆိုရယ်စိတ်နဲ့လာတာမဟုတ်ဘူးကိုလည်းကြုံခံနေရတယ်လို့ဘယ်တုန်းကမှမတွေးခဲ့ဘူးမလေးရှားမှာအလုပ်လုပ်လေ18နှစ်ပြည့်တော့မယ်9လပိုင်းဆိုရင်18နှစ်ပြည့်ပြီနော်အဲ့တော့ခင်လေးပြောချင်တာလေကြုံသက်ရှည်တဲ့အဲ့ဒါကိုယ်စိတ်မှာပဲမူတည်တာခင်လေးဆိုရင်ကြုံခံရတယ်လို့တခါမှကိုမတွေးထားဘူးကြုံစိတ်နဲ့အလုပ်လုပ်တယ်ဆိုရင်တော့ကြုံပေါ့ကိုသတ်မှတ်ထားလို့တခင်စိတ်နဲ့အလုပ်လုပ်တယ်ဆိုရင်တော့တခင်ပေါ့သိတယ်မလားပြောချင်တာလေခင်လေးဆိုလို့ရှိရင်အဲ့လိုစိတ်ထားလို့လည်းပဲအလုပ်လုပ်တဲ့နေရာမှာမလေးရှားရောက်တဲ့ကုမ္ပဏီ3ခုပဲပြောင်းမှုတယ်စရောက်ရှင်းမှာစားတော့ဆိုင်2နှစ်လောက်ပဲလုပ်ရတယ်အဲ့ဒါပြီးတော့ဒီကုမ္ပဏီမရောက်ခင်10နှစ်တိလုပ်ခဲ့တဲ့ဆိုင်ခုလိုမျိုးဆိုင်မဲနည်းနည်းစင်တူတယ်ဆိုတော့အလုပ်လုပ်ရတာအရန်ကန်ကောင်းတယ်နေရာတစ်ခုရတယ်ပေါ့နော်နေရာတစ်ခုမှာပိတ်သွားတဲ့ကုမ္ပဏီမှာဆိုလည်းကိုနေရာတစ်ခုအနေထားမှာလုပ်ရတယ်ဒီကုမ္ပဏီမှာဆိုလည်းပဲကိုနေရာလေးတစ်ခုနဲ့အလုပ်လုပ်ရတယ်ပေါ့နော်ပြောချင်တာတထေးမျက်နှာကလွဲလို့ဘယ်သူမျက်နှာမှမကြည့်ရအောင်ဘယ်မန်နေဂျာဘယ်စူပါဗိုင်ဆာမျက်နှာမှာကိုကြည့်ပြီးအလုပ်လုပ်ရတာမရှိဘူးကိုချီကိုလက်ပဲအဲ့ဒါဒီဆိုင်မှာလည်းမဟုတ်ပထမဆိုင်နေမှာလည်းအဲ့လိုပဲဆိုတော့ကိုကသခင်စိတ်နဲ့အလုပ်လုပ်တာလေကြုံစိတ်နဲ့အလုပ်လုပ်တာမဟုတ်ဘူးမြန်မာမလေးရှားမလာခင်မြန်မာပြည်မှာတော့ကလည်း10တန်းအောင်နဲ့ဘွဲတွေရတယ်ခင်လေးကအရင် nurse မှာဖြစ်နေတာခင်လေးရဲ့ဝါသနာnursing သင်တန်းတွေတက်တယ်ကြည်မြင့်နိုင်မှာ academy ဆေးရုံမှာ trainee တွေဆင်းခဲ့ဘူးတယ်လာစာလေးကနည်းနည်းပဲရတယ်ကိုဖြစ်ချင်တာကပတ်စံရှိကျင်တာရတဲ့လာစာနဲ့တော့အဆင်မပြေတော့ဝါသနာကိုစွန့်လွတ်တယ်ဆေးကုမ္ပဏီတစ်ခုမှ interview ဝင်တယ် sorry Yugoslavia Plaza နားမှာ ROA ဆေးကုမ္ပဏီမှာအလုပ်လုပ်ရင်းနဲ့ကင်းလေးမိဘကိုလုပ်ကြွေးတယ်ပြီးလို့ရှိရင်ဝယ်ရအောင်ယူတယ်ပြီးတော့မလေးရှားရောက်လာတယ်ပြောချင်တာကွာမြန်မာပြည်မှာနေတော့ကလည်းကိုယ်ပိုင်လုပ်ငန်းလုပ်တာမဟုတ်ဘူးလေသူများအလုပ်ကိုလုပ်ရတာပဲမလေးရှားရောက်လာတော့လဲသူများအလုပ်ကိုလုပ်ရတာပဲလုပ်ရတာရင်အတူတူကိုအဲကောင်ငန်းနမှာအေးစစ်စစ်အလုပ်လုပ်တော့မယ်လေမြန်မာပြည်မှာဆိုပူလောင်ပြီးတော့စေးကုမ္ပဏီဆိုတော့ခင်ဗျာ marketing ဆင်းရတာနေပူမိုးရမရှောင်းတွေစေးရုံတွေစေးကန်းတွေဝင်ပြီး promotion ဆင်းရတယ်နော်စေးတို့ order ကောက်ရတယ်ပြီးရင်ကိုကောက်လာတဲ့ order တွေကိုလိုက်ပို့ရတယ် bus ကားတွေစိုးတိုးစီပြီးစေးတုပ်ကြီးနဲ့ပစ္စည်းတွေအရင်များမှသာပဲကုမ္ပဏီကကားနဲ့လိုက်ပို့တာဆိုတော့အဲ့လိုမျိုးလုပ်ခဲ့ရသူများလုပ်ခဲ့ရတာပဲလေအဲ့ဒါလည်းသူတို့ကိုပြောနေတဲ့ကြုံခံရတယ်ဆိုတော့စိတ်နဲ့ပြောရင်မြန်မာပြည်မှာလည်းဒါကြုံခံရတာပဲလို့ပြောလို့ရပါပေါ့သူများအလုပ်လေးကိုပိုင်လုံးမမဟုတ်တာမလေးရှားရောက်လာတော့လည်းပဲသူများလုပ်ရတာပဲလေအဲ့တော့အချိန်နေကုန်လာရင်အတူတူမြန်မာပြည်မှာတစ်နှစ်လုပ်နေမှာနဲ့ဒီမှာ3လ4လလောက်လောက်တာနဲ့ဆိုတော့အချိန်တွေကအများကြီးกว่าအဲ့လည်းစုတတ်တဲ့လူမှပြောတာနော်မစုတတ်တဲ့လူတွေပြောတာမဟုတ်ဘူးရဆဆလာစားမျောပြီး3ဖြုံနေတဲ့လူတွေပြောရမှာဟုတ်ဘူးဆိုတော့အဲ့လိုတွေးတာပြောချင်တာကွာကြုံခံနဲ့ပြောတဲ့စကားလုံးကိုမကြိုက်တာအဲ့တော့ကိုယ့်ရဲ့စိတ်ပေါ်မှာပဲမူတည်တာပါကိုထားတဲ့စိတ်နေစိတ်ထားမှာပဲမူတည်တာပါခင်လေးကတော့ကြုံခံတယ်လို့တခါမှမတွေးဘူးတခင်စိတ်နဲ့ပဲအလုပ်လုပ်တယ်ဘယ်နာမှလုပ်တခင်ပဲဆိုတော့အဲ့ကြုံခံတယ်မလင်းကြာနေရင်ကြာကြုံသက်ရှိတယ်လို့မပြောနဲ့ကျမအဖိုးကတော့ကြာနေရင်များစုမိတယ်ဒါပဲကိုနေနိုင်တဲ့လောက်နေစုနိုင်တဲ့လောက်စုပို့ပြီးတော့ရတယ်ဒါပဲပေါ့နော်ရည်ရွယ်ချက်ရှိရတယ် schedule ရှိရတယ်ပန်းနိုင်ရှိရတယ်အဲ့လိုလူတွေအတွက်ဆိုရင်တော့ကြုံလို့တတ်မှတ်လို့မရပါဘူးเนาะကျမဆိုလို့ရှိရင်မြန်မာသာဆက်ပြီးအလုပ်လုပ်နေမယ်ဒီစေးကုမ္ပဏီမှာပဲလုပ်နေမယ်ဆိုလို့ရှိရင်ကျမကိုအိမ်လေးခြံလေးကျမရမှာမဟုတ်ဘူးကိုစောက်ချင်တဲ့တိုက်ကလေးလှလေးကိုလိုချင်တဲ့ဟာလေးလည်းကျမရမှာမဟုတ်ဘူးလို့ထင်တာပဲအခုကျမခြံတဲ့တိုက်ဆိုရင်ကြွားရမဟုတ်ဘူးတကယ်ရောင်းမယ်ဆိုလို့ရှိရင်ဒါမြို့ပေါ်မှာမဟုတ်လို့နဲမှာတော့မှပဲ3800လောက်တန်တယ်ကျမအိမ်လေးနဲ့ကျမခြံလေးရဆိုရင်မြန်မာပြည်မှာဆိုကျမဒီ3800တန်နဲ့
ချန်ကိုပိုင်ချန်နဲ့ကိုပိုင်အိမ်ကိုကျမရှာနိုင်မှာမဟုတ်ဘူးလို့ထင်တာပဲပေါ့နော်ကိုအနေနဲ့ပြောပြတာတခြားလူတွေကိုမပြောရမဟုတ်ဘူးနော်တခြားလူတွေကိုပြောရမဟုတ်ကိုအနေနဲ့ကိုပြောပြတာပေါ့နော်ကိုမလေးရှားရောက်လာတယ်ကျမလှူချင်တာကြီးလှူရတယ်မိဘကိုလည်းပဲအကျွေးကင်းကင်းနဲ့ထားခဲ့ရတယ်အမေရှိတော့ကလည်းအခုအဖေကြီးရှိတယ်ဖေကြီးကိုကလေးတယောက်လို့ထားတယ်သူစိတ်ချမ်းသာအောင်ထားတယ်ထားနိုင်တယ်မြန်မာပြည်မှာသာဆိုလို့ရှိရင်အဲ့လိုမျိုးတွေထားနေမှလည်းမဟုတ်ဘူးကိုလိုချင်တဲ့တိုက်လှလှလေးကိုပိုင်ချန်ကိုပိုင်အိမ်နဲ့တိုက်လှလှလေးရမှာမဟုတ်ဘူးလို့ထင်တာပဲကိုအနေနဲ့ပြောရနော် personally အရာတခြားသူတွေကိုပြောရမှာမဟုတ်ဘူးအဲ့တော့မလေးရှားဒီဒုတိယအိမ်မှာကျမအတွက်ကတော့ဒုတိယအိမ်ကျေးဇူးအရင်တင်တယ်မလေးရှားကိုဘယ်လိုပဲဖြစ်ဖြစ်တကယ်ကိုကျေးဇူးတင်ရပါတယ်အဲ့တော့ကျမကျွန်းစိတ်နဲ့အလုပ်လုပ်နေမှာမဟုတ်ပါဘူးသခင်စိတ်နဲ့အလုပ်လုပ်နေတာဖြစ်တယ်ကျမသခင်ပဲနော်အဲ့ဒါလေးကိုပြောချင်တာပါတချို့တငယ်ချင်းတွေလည်းရှိမှာကွာကျွန်းခံရတာမတွေးနဲ့ကိုအတွေးထဲမှာကျွန်းခံတယ်လို့တွေးကျွန်းပေါ့သခင်စိတ်နဲ့အလုပ်လုပ်ရင်သခင်ပေါ့ဒါပဲကျမကတော့သခင်ပဲဒီလားအဲ့လို sharing လုပ်ပေးတာကိုထားတဲ့စိတ်မှာပဲမှုတည်တာဒါမှရအောင်လဲစုနော်ပတ်စံကိုရအောင်လဲစုတုံးတာလဲတုံးစုတာလဲစုလှူတာလဲလှူမိဘတွေညီကောင်မတွေပတ်ဝန်းကျင်တွေကိုကောင်းကျိုးဖြစ်တဲ့လူတယောက်ဖြစ်အောင်တော့လုပ်ပေါ့ကွယ်ဘယ်တိုင်းပြည်မှာဘယ်တိုင်းပြည်မှာပဲအလုပ်လုပ်ပြောချင်တာကိုတဖို့တဲ့အတွက်မလုပ်ဖ ೇನೆ ကိုယ့်ရဲ့ကံကိုမှီပြီးတော့ပတ်ဝန်းကျင်လေးလည်းကံကောင်းပါစေပေါ့အဲ့စိတ်စေတနာနဲ့လုပ်လို့ရှိရင်အရာအောင်မြင်တယ်ခင်လေးဆိုရင်ခင်လေးနေတဲ့ပတ်ဝန်းကျင်ရွာဆိုရွာလျောက်ပတ်ဝန်းကျင်ကိုလည်းတတ်နိုင်တယ်အကျိုးရှိအောင်လုပ်ပေးတယ်ကိုလည်းအကျိုးရှိအောင်နေတယ်စုတယ်စောင်းတယ်အိုးစားမင်းသားအထိခြံပြီးတော့ကိုကစုတယ်ပေးကန်းစွန့်ကျဲတယ်အဲ့လိုနေလို့ရှိရင်ကျွန်းစိတ်ဆိုတာမွေးဖို့နေပါအောင်စိတ်ကူးတတ်မှာတော့မရှိဘူးအဲ့တော့ကျမတခင်စိတ်နဲ့ပဲလုပ်ပါတယ်တခင်စိတ်နဲ့ပဲမလေးရှားမှာနေပါတယ်ကျွန်းစိတ်နဲ့မနေပါဘူးအဲ့တော့တခြားတငယ်ချင်းတွေလည်းပြောချင်တာကျွန်းစိတ်ဆိုတာယူမမွေးပါနဲ့ကျေးဇူးတင်ရမှာလေတကယ်တော့တဲ့လားမလေးရှားဆိုကျမတကယ်ရမ်းကျေးဇူးတင်တယ်ကျမဖြစ်ချင်တဲ့ဆန္ဒတွေလိုချင်တဲ့အရာတွေမလေးရှားမှာလိုရလာခဲ့ရလေနော်ကိုကလှပကြိုက်တယ်လူချင်းတန်းချင်းစိတ်ကရမ်းများတယ်မိဘကိုဆိုရင်ရွှေဘုံကြီးပေါ်မှာမထားနိုင်ပေမဲ့အကျွေးကင်းကင်းနဲ့အေးချမ်းလေးဖြစ်အောင်ထားခြင်းနဲ့ထားနိုင်ခဲ့တယ်အခုချိန်ကြီးလည်းအဖေကြီးရှိနေတယ်ထားနိုင်နေတယ်ပေါ့နော်အဲ့ဒီတော့ကျင့်တတ်တယ်ကျေးဇူးတင်တယ်နော်အဲ့တော့ခါတငယ်ချင်းတွေကိုလည်းကျွန်းဆိုတဲ့စိတ်တွေကိုမမွေးပါနဲ့ကိုယ့်ပေါ်မှာပဲမှုတည်တာပါကျမကတော့ကျွန်းခံနေရမဟုတ်ပါဘူးသခင်ဖြစ်နေပါတယ်လို့နော်အဲ့ဒါလေးကိုတိုက်ဆိုင်လို့ကောဖုံတရားလေးနဲ့နာရင်းနဲ့အဲ့ဒါလေးကိုတိုက်ဆိုင်သွားလို့ပြောပြတာပါရှင့်ကဲသခင်အပေါင်းတို့နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ရှင်